ဘာကိုပြနေတာလဲ2008ကပြင်လို့ရတဲ့အခြေခံဥပဒေအဲ့ဒါကိုပြင်ရှင်းပါတယ်ဆိုပြီးတော့ဆန္ဒပြနေရဘာနဲ့တူလဲကျွန်တော်နဲ့ကျွန်တော်အမျိုးသမီးကလင်မယားကွာလဲမကွာဘူးအဲ့ဒါတော့အမျိုးသမီးကစိုက်မှုထောင်ပြီးတော့ကျွန်တော်ဟာအင်ဒူးငုံကျုံးရမိန်းမဖြစ်ပါတယ်ခင်ဗျာဆိုပြီးတော့အော်နေတာအဲ့ဒါတဲ့ပူကောင်းတဲ့ဟာပါဟေးဘူချုံမူကြီးမင်းအောင်လိုက်ခင်ဗျာ25ရာခိုင်နှုန်းပါတယ်ဒေါ်အောင်ဆန်းစုကြည်60ရာခိုင်နှုန်းပါတယ်ခင်ဗျာတို့တိုင်းသားတွေကျန်တဲ့ရာခိုင်နှုန်းပါတယ်ခင်ဗျားတို့3ယောက်ခေါင်းဆောင်တွေထိုင်ပြီးတော့ခြေဥပြင်ကြပါလားပူမကောက်ဘူးလားတားဆကလေးကမှားနေတာနံပါတ်1နံပါတ်2ကဘာမှားလဲဆိုတော့436ပြင်မယ်တဲ့ကျွန်တော်အရင်တုန်းကပြောဘူးတယ်ဟေး436မြေဖို့ G3 ကိုသွားဆွဲမခေါ်နဲ့ G3 နဲ့ပေါက်လိုက်ရင်ခြေဥပေါက်သွားမယ်ဆိုတော့တတ်မတော်ကိုအာနာသိမ်းအောင်သွားမဆွတ်ပါနဲ့ဆိုတာကျွန်တော်ပြောတာအဲ့ဒီဟာမျိုးကိုကျွန်တော်တို့ကမစင်စားဘဲနဲ့လှုပ်ရှင်ဟာလှုပ်နေတယ်အဲ့ဒါကအမှားနောက်တစ်ချက်436ကကြီးမှာပြင်လို့ရတဲ့ဥပဒေပုံမှန်ဘယ်လောက်ရှိလဲဆရာဟောတေချာဖတ်လားဆရာဟောဖတ်လား93ခုရှိတယ်အဲ့ဒီ93ခုတေချာသွားဖတ်ဘာနဲ့ဆိုင်လဲ structure နဲ့ဆိုင်တယ်အဲ့ဒါကြောင့်အခု26တိဆရာတို့ပြောနေတာတိုင်းသားခွင့်ရေးလာပြီအေးတိုင်းသားတွေကသူတို့ဒီသားကဟိုဝန်ကြီးချုပ်သူတို့ကသူတို့ရွေးပစေဆိုတဲ့ဟာလာတော့အရင်တော့က NLD လဲပါမယ်ဟိုပြည်ခိုင်ဖြိုးလဲပါမယ်တခြားပါတီလဲပါမယ် NLD ရဲ့ဟို160စာတန်းနဲ့မှာအဲ့ဒါဘာပြီးသားဒါမဲ့ပြည်ခိုင်ဖြိုးကအဲ့ဒါကောက်တင်လိုက်တော့ NLD ကအင်ဒီနေလုံနေတယ်အခုထောက်ခံတယ်လို့မထောက်ခံတယ်လို့ဟာအဲ့ပြီးတော့ဆရာအမြင်ကျွန်တော်သိချင်ပါတယ်အဲ့ဒီပြည်သူလူထုကဒီလိုစဉ်းစားနေတယ်ဆရာအဲ့ဒါကိုဘယ်လိုပြန်ဖြေချင်လဲဒီအမြင်တွေဟာ philosophically စဉ်းစားနေလား reality ကိုစဉ်းစားနေလားအမေရိကမှာဘာကြောင့်ဒီတပ်မတော်ကလွှတ်တော်ထဲမှာပါလဲအမေရိကန်မှာခင်ဗျားတပုံတွေ့ဘူးလားဩစတြေးလျမှာရှိလားဂျာမနီမှာရှိလားဟုတ်ဘူးလားဘာကြောင့်အင်္ဂလန်မှာ IRA တွေတော်တော်ကြီးဆိုးတော့ကတက်ကဒီလွှတ်တော်ထဲမှာဝင်ပြီးတော့ဝင်ဆွတ်ဖက်နေတာလက်နဲ့ကင်အဖွဲ့အစည်းတွေတိမ့်နဲ့ချီပြီးရှိတဲ့အတိုင်းဒီမှာတပ်မတော်ကိုကျွန်တော်တို့အပြင်ဖယ်လိုက်မယ်ခုနကသူပြောတာဟုတ်တယ်အေးမင်းတို့ဟိုတပ်မတော်လာချင်းအပြင်မှာကင်းဆောင်ဟုတ်တယ်အဲ့ဒီလွှတ်တော်အမတ်တွေရခိုင်ပို့လိုက်အဲ့ကောင်တွေပါလို့ကျွန်တော်လက်နဲ့ကင်မှုရဲလို့ကျွန်တော်ပြောမယ်စိတ်မနာနဲ့ NLD တွေခမရတို့လည်းပင်နီတိုက်ပုံကြီးနဲ့လွှတ်တော်ထဲမှာအကုန်လုံးကိုပင်နီနေတာပဲဟိုဘက်ကလည်းစိမ့်နေတာပဲဘာထူးလဲအတူတူပဲလေဆရာမဟိုပြီးခိုင်ဖြိုးကအဖြူရောက်နောက်တိုင်းသားတွေကကွက်ကြတွေနဲ့လာတယ်ဘာမှမထူးမဟုတ်လားအဓိကဒီလွှတ်တော်ကအလုတ်လုပ်ဖို့ပဲကြီးအဲ့တော့ဆရာကျွန်တော်ထားတဲ့အချိန်မှာအခြေနည်းနည်းချက်ပြီးတော့စဉ်းစားတတ်ဖို့လိုတယ်ကျွန်တော်တို့ဘာကြောင့်အင်္ဂလိပ်ကိုဆွရှုံးလဲဒါမကောင်းလို့မဟုတ်ဘူးလားဘာကြောင့်ဂျပန်ကျွန်တော်တို့ဆွရှုံးလဲဒါမကောင်းလို့ဘာကြောင့်လွတ်လပ်ရေးပြန်ရလဲဒါကောင်းသွား